ငါထောပြန်မင်းတို့အားလုံးမောပန်းမြန်မာပြည်သားဟေးမြန်မာပြည်သားငါတို့ပဲရောင်းချပြည်သားပြောနေတဲ့များသတိထားတနာတဲ့ငါနဲ့ဟာရဲ့လူတမ်းပေါင်းများစွာချမယ်လားရှစ်တောင်အာရှရဲ့သူရဲ့ကောင်းတဲ့ကစားပွဲအယောင်နဲ့ဖွင့်နောက်ဆက်တဲ့ရှင်းစိတ်ချက်နဲ့ပြင်ချင်းဖွင့်လမ်းနဲ့အားလုံးတွေထဲမှာတွေ့တဲ့နိုင်ငံအားပေးပရိသတ်ကပုံစံကုန်မြန်မာတဲ့လက်တောင်းချန်ပီယံတေးရောက်တဲ့တက်လုံးထိတ်တိုင်းကိုတွေ့တဲ့ဘွာဒါနေနဲ့ညညီညူတဲ့မြစိတ်ချိုက်ကိုလေးလဲပါငါရေးတဲ့စားသာပြည်သူမှကြွငိမ့်ငိမ့်လို့ဆွေးမဲ့စားတဲ့တေးလဲပါငါချီကျူတန်ကြလူငယ်ရင်ဒီလူပြန်လာဒီလာမေးကြည့်စုခန်းစားရွှေရောင်ကောင်းကင်အောင်လာလွင်တင်ကပါကိုပြချင်တဲ့မာတွေရဲ့ပွင့်မြန်မာစိတ်နဲ့ကြုံလာလိုက်တဲ့မုံပြပေးဖဲလာကြိုးစားကြမယ်